သမီးလေးရဲ့လက်ရာလေးကိုဦးတို့ LED ကိုကြည့်ပြီးမယ်သမီးရဲ့comment လေးကြောင့်နည်းနည်းရှင်းပြပေးပါလားโอเคတပိဒီပုံပဲလားဒီပုံပဲเนาะကဲဒါဆိုတပိရှင်းပြကြမေမေတို့ကမမရှိနေရတပိလေးကမပါလဲဦးကိုပေးစားလေးပြပြပါလားပေါ်တယ်မှာတပိလေးကဒီဘက်ကြီးလေးနဲ့လားရောင်စုံကြီးလေးနဲ့ဟောโอเคဟောစီဒီမှာဟိုမှာတခြားလူတွေလည်းရှိတယ်shopping ထွက်လာတဲ့အကြောင်းလေးပေါ့နော်โอเคတပိလေးဒီပုံဆွဲရလေတရက်ထဲနဲ့ပြီးရလားဘယ်နည်းလောက်အချိန်ယူပြီးတော့ idea စဉ်းစားပြီးဆွဲခဲ့လဲဦးကိုပြပြပြပါလား2ရက်လောက်ချိန်ယူရတယ်ဒါဆိုရင်ဒီမှာရောင်စုံလေး rainbow လေးပါချိန်ထားရဆိုတော့တမီးကာလာလေးတွေရောဘယ်လိုစဉ်းစားဖြစ်တာလဲကာလာလေးနဲ့ပိုလာကိုချိန်လို့လားဟုတ်ကဲ့အဝိုင်းချိန်ထားတာပါโอเคပါဒါဆိုရင်တမီးလေးရဲ့ comment လေးရတဲ့ကိုလက်ခုပ်လေးကြားပြရစီခင်ဗျာโอเคပါကျေးဇူးများတင်ပါတယ်ကဲဒါဆိုရင်တော့တို့ junior level အတွက်စကားလေးစီဒါမိမိအကြောင်းလားဘုသူ့အကြောင်းလဲဘုသူ့အကြောင်းဆွဲထားတယ်တော်သေးတယ်ချိန်ပြီးမိမိအကြောင်းလားဘုသူ့အကြောင်းလဲမိမိအကြောင်းပဲဟောအဲ့ဒါဆိုရင် character နာမည်လေးမိမိရဲ့နာမည်ပဲပေါ့ဟုတ်တယ်โอเคဒါဆိုမိမိရှင်းပြပြပါအောင် comment လေးမှာဘာလေးဆွဲထားလဲဆိုတာโอเคဒီမှာသမီးလေးဟိုပါလေစာလေးတွေရေးထားရဲဆိုရင်တပုံကြီးစီဦးကိုရှင်းပြပေးပါလားတပုံကြီးစီပထမဆုံးပုံကကြတော့မိုးရွာနေတဲ့စီးပွားသွားမယ်ဆိုတဲ့အကြောင်းကြီးဟုတ်လားပြီးတော့ဒုတိယပုံကစီးပွားရောက်သွားပြီစီးပွားလာပြီးရုပ်တွေလိုက်ကြည့်နေတာပြီးတော့ပုံစားနေရโอเคမိမိဘာစားရလဲဘာစားနေရလဲမှာice cream စားရေခဲပုတ်စားတယ်โอเคပြီးတော့ရေခဲပုတ်စားပြီးတယ်ပြီးတော့တော့ကစားတယ်ပြီးတော့ဒါကြတော့ဘာပုံပြီးလဲပြန်ထွက်လာတာပျော်ပြီးတော့မုတ်ပြီးလဲစားတယ်ကစားလေးစားပြီးတော့ပျော်ပြီးတော့ပြန်ထွက်လာโอเคပါသမီးလေးအတွက်လက်ရအတွက်ကိုလက်ကုပ်မယ်လေးကြားပြရစေခင်ဗျာဒီနေ့ဒီမှာလည်းပြီးနေတာနော်